ရိုနယ်ဒိုနေနဲ့ဘာဆန်ဂျိန်တင်နဲ့တစ်တင်လဲဆိုတော့ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်6ကြိမ်မြောက်သူဝင်ပြိုင်မှုတဲ့6ကြိမ်ဆက်တိုက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားမှဖြစ်လာတယ်6ကြိမ်ဆက်တိုက်နော်6ကြိမ်ဆက်တိုက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားမှဒါကလုံးဝအမခံပတ်တန်းဖြစ်တယ်ပြီးတော့မှကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဂိုးသွင်းနိုင်တဲ့အသက်အကြီးဆုံးကစားမှဖြစ်တယ်ဆိုတော့ကင်မရွန်ကဂန်ဝင်ကစားမှရိုဂျာမီလာရဲ့စံချိန်ကိုပါချိုးလိုက်တယ်ဆိုတော့ everything ကရိုနယ်ဒိုနာမည်ကျော်စူပါစတာခရစ်စတီယာနိုရိုနယ်ဒိုကနည်းနည်းတော့ pressure ဖြစ်နေတာပေါ့လေသူ့ဘော်ကိုဒါဝေဖန်ပြစ်တင်နေကြတယ်ကိုမသွင်းဘူးဘာညာဆိုပြီးဝေဖန်ပြစ်တင်နေကြတဲ့အချိန်မှာခရစ်စတီယာနိုရိုနယ်ဒိုကတော့အလုံးနဲ့သက်သေပြပြီးတော့ပထမပိုင်းမှာ2ဂိုးသွင်းလိုက်တာပေါ့လေဆိုတော့ဒါရိုဂျာမီလာသွင်းထားတဲ့အသက်ကြီးဆုံး42နှစ်နဲ့ဒါ39ရက်တင်တယ်အဲ့ဆန်ချိန်ကိုခရစ်စတီယာနိုရိုနယ်ဒိုက42နှစ်နဲ့139ရက်နဲ့ချိုးလိုက်တယ်ဆိုတော့ရိုနယ်ဒိုကကမ္ဘာ့ဖလားပြိုင်ပွဲမှာစုစုပေါင်းသူ8ဂိုးသွင်းမှုတယ်ဒါ8ဂိုးသွင်းမှုတယ်2018ကတော့သူ့ရဲ့ favorite ပေါ့လေ hat trick စပိန်ဘက်ကို hat trick free kick ရော penalty ရောအားလုံးလပကန်ပြီးတော့ hat trick သွင်းမှုတဲ့ခရစ်စတီယာနိုရိုနယ်ဒိုကဒီ World Cupမှာ under pressure ဖြစ်နေတာဒါပြီးခဲ့တဲ့ World Cup မှာလည်းဂါနာဘက်ကိုသူသွင်းတယ်ဒီနေ့ကတော့ဒါသူပထမပိုင်းမှာတင် Bruno Fernandes ကဖန်တီးမှုရဲ့ Joao Cancelo ရဲ့ဖန်တီးမှုပေါ့လေ free kick ကသူကန်ရင်ရတယ်ဗျာဒါပေမဲ့ Nuno Mendes ကပို့ပြီးတော့ angle ပို့ကြတော့ Nuno Mendes ကိုပို့ကန်တယ်ပေါ်တူဂီကတောင်ပန်နေတော်တော်လေးကောင်းတယ်ဒီနေ့ Neto နဲ့ Joao Felix ကိုထားပြီးတော့တိုက်စစ်က Ronaldo Bruno Bernardo Silva ကိုအုပ်ထားတယ်နီးပြရဲ့ဆုံးဖြတ်ချက်မှန်တယ်လို့ပြောရမှာပေါ့လေနာမည်ကျော်စူပါစတာခရစ္စတီယာနိုရိုနယ်ဒိုကတော့ဒါဘယ်လိုပြောမလဲဒါလှလှပပတန်ခိုးသွင်းသွားတယ်ဒီနေ့